โอเคအားလုံးမင်္ဂလာဗျာအခုစမွေမှာရှိတဲ့ရတဲ့ဥလူကနေဘူးလဲမိုးရလိုက်နေစင်ကုန်မပြေနေပါဘူးဒီနေ့တော့တက်မှာကတော့စမွေမှာရှိတဲ့လက်မိုက် view ဘက်ကိုတော့တက်မှာဖြစ်ပါတယ် let's go ကြည့်ကြအောင်ဗျာဆိုတာနဲ့ဒီဟိုပုံမှာခင်ဗျာအဲ့လိုအနေထားအမှန် view point ဆိုတာမလီတူတွေလည်းမပြီးသေးဘူးအယောဒီမှာဒီတော့မှာဖြစ်ပါလားဒီစကဲပါကမှာစကဲထိုးပြီးတော့ဒီ rotation မှာစံချိုးရှင်းရပါတယ်ခင်ဗျာဇီနိုကတော့ခြေထောက်နဲ့တက်လို့လည်းရပါတယ်ပြီးတော့ချားစီလို့လည်းရပါတယ်ဒီကျိုးစီမဲ့ဆိုရှင်လည်းဒီဇီနိုတစ်မျိုးပေးရတယ်ဗျာကျွန်တော်က2ယောက်ချီးစားလိုက်ပါတယ်စီးမနေရလေတော်လေးပြည်ပါလေလို့ကျွန်တော်တို့စတက်နေပါပြီဗျာတော့အဲ့လိုနေထားရှိပါတော်ရောครับคือบังคับหมดได้ไหมครับไม่ได้นะครับไม่ได้นะครับไม่ได้အစားကျွန်တော်မင်းနေတဲ့လူရမြန်မာတွေဖြစ်ပါတယ်ဗျာ။ဟောတော့တော်တော်လေးဒီတိုက်ပါတယ်။မဆိုးလို့မဆိုးနေရာလေးပေါ့နော်။တော်တော်မိုက်တဲ့ကျွန်တော်ဒီကျွန်တော်ယူလိုက်ရတာဗျာ။ဟောဒါဘယ်ရောက်မလဲမခွေးရဲ့ဆေးတဲ့ဘောတော့အပြေပေါ်နဲ့ရှင်းပြနေပါပဲဒီဆိုင်မှာရှိတဲ့မြန်မာတွေလည်းဒီဆေးဘောတော့ကောင်းပြီးတော့တကယ်ဖို့ရတက်တယ်လို့ပြောလို့ရပါတယ်ဗျာဒီကြီးမှာရှိတဲ့ဟာလေးကိုကျွန်တော်ပြမှာဖြစ်ပါတယ်အဲ့လိုဗီဒီယိုတွေရိုက်ထည့်လို့ရပါတယ်ဗျာအဲ့ဒီစာပြလေးကဒီညမှာတော့ယူလို့ရပါတယ်ဒီညဆိုလို့ရှိရင်ဒီပုံမှာဆင်ဖြစ်ပါတယ်အခုကတော့ဒီနေရာတိုးချက်နေတာမို့လို့ခဏပြထားပါတယ်ဗျာဒီနောက်ဆိုလို့ရှိရင်ဒီတချင်းဆိုတာနဲ့ဘာနဲ့ကိုထပ်ပြီးတော့ပြတ်မှာဖြစ်ပါတယ်ဗျာဒီနေရာလည်းဓာတ်ပုံရေးလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ဗျာကျွန်တော်မိုက်ရလို့ပြောလို့ရပါတယ်သူစီးတဲ့နေရာလေးဒီကနေစစီးရပါတယ်ဒီလိုစီးလို့ရဗီဒီယို drone နဲ့ဆိုင်ရမှာမို့လို့နောက်ဗီဒီယိုဆက်ပါမယ်ခင်ဗျာဆောက်ကြည့်ရှုပေးတဲ့ကြားရှိတဲ့ကိုရမ်းကြည့်ပြပါတယ်